ဒီကနေအစွမ်းနဲ့ အားလုံးပဲမင်္ဂလာပါအခုတော့ကျွန်တော်တို့ဒါကောက်ရုံးမှုမြေပေါင်းစိုင်နည်းတွေကိုကျွန်တော်တို့မျှဝေပေးမှာဖြစ်ပါတယ်ကောက်ရုံးမှုမြေပေါင်းစိုင်နည်းနွားချီနဲ့ပေါ့နော်နွားချီရဲ့just နွားချီပြည့်တဲ့စိုင်နည်းတွေကိုကျွန်တော်တို့ဒါမော်ဘီဟောတော်ရနေရာမှာကျွန်တော်တို့ဒါမျှဝေပေးမှာဖြစ်ပါတယ်တို့တော့မော်ဘီမှာရှိတဲ့ကျွန်တော်တို့ဟိုပါဘောနော်ဒီဟိုပါဘောဒီမှာကောက်ရုံးမှုနွားချီတည်တဲ့ပြည့်စိုက်ပြိုးခြင်းပေါ့နော်အဲ့ဒါကိုမျှဝေပေးမှာဖြစ်ပါတယ်ဟုတ်အဲ့တော့ကျွန်တော်တို့မစိုက်ခင်ဒါဂျက်ဆက်ကူစိန်နေပါတယ်နော်ဒါတော့ကျွန်တော်ဂျက်ဆက်ကူစာပြီးစိန်နေကျွန်တော်ဒီနေ့စိုက်မှာတော့ကျွန်တော်တို့စနက်ပေါင်ပေါ့နော်စနက်ပေါင်လေးတွေကိုကျွန်တော်တို့နေရာဒီဖြစ်တဲ့အတွက်ရေရောက်အောင်လို့ကျွန်တော်တို့ဘေးကနေပြီးတော့နော်စနက်ပေ3ပေစနက်ပေ3ပေပေါ့နော်စနက်ပေ3ပေကိုကြားလူသွားလဲ2ပေလောက်ခြံထားပါတယ်နော်ဟိုပါပေါ့နေရာဒီဖြစ်တဲ့အတွက်ကျွန်တော်တို့ရေမထိန်မှဖြစ်တဲ့အတွက်ဒီမှာဘေးကနေပြီးတော့ကျွန်တော်မြောင်းလေးတွေတယ်ပေါ့နော်မြောင်းလေးပေါ့နော်စနက်ပေ3ပေတစ်ပေါင်ကိုရေမြောင်းလေးပတ်လက်လေးပေါ့နော်ပတ်လက်လေးဒီမှာပေးထားတဲ့ရေပေးလို့ရအောင်လို့ပေါ့နော်ဒီကြားတော့2ပေလောက်လူသွားလမ်းလေးခြံပေးရအောင်နော်လူသွားလမ်း2ပေဟုတ်တော့မဆိုင်ခင်လေးမှာကျွန်တော်တို့ဒီမှာပေါ့နော်ဘောင်လေးကိုကျွန်တော်တို့ထုံဖြူမယ်ခြာစေးဖြူမယ်ပေါ့နော်ဘောင်လေးကိုကျွန်တော်ထုံဖြူမယ်ခြာစေးဖြူမယ်ဘာလို့ကျွန်တော်တို့ဒီမြေမှာရှိတဲ့ပိုးတွေကိုတန်ရှင်းရေးလုပ်ခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ထုံဖြူတာပါနော်ထုံဖြူမယ်ခြာစေးဖြူမယ်ဒါတော့ကျွန်တော်တို့ဒါကောက်ရုံးမှုဘာလို့ကျွန်တော်တို့အောက်ဆုံးကနေပြီးတော့နွားကြီးခံမယ်နွားချီပေါ့နော်နွားချီကတော့ကျွန်တော်မြေပေါင်း12ပေ3ပေတပေါင်းကိုကျွန်တော်နွားချီ9တင်းလောက်ခံပါတယ်နော်နွားချီပေါ့ရင်တော့ပိုးထဲလို့ရတယ်နွားချီပေါ့တယ်ဆို9တင်းလောက်ထိထဲလို့ရတယ်အခုတော့ကျွန်တော်တို့ဒါနွားချီကိုကျွန်တော်တို့9တင်းထည့်ထားပါတယ်နွားချီပေါ့နေချက်ဆက်ကူ10ပိတ်တာသို့မဟုတ်10ပိတ်တာပေါ့နော်ထဲလို့ရပါတယ်နော်အနည်းဆုံးတော့10ပိတ်တာထည့်ပေးပါဒါတော့ကျွန်တော်တို့ဒါကောက်ရုံးမှုဘာလို့ကျွန်တော်တို့အောက်ဆုံးကနေပြီးတော့နွားကြီးခံမယ်နွားချီပေါ့နော်နွားချီကတော့ကျွန်တော်မြေပေါင်း12ပေ3ပေတပေါင်းကိုကျွန်တော်နွားချီ9တင်းလောက်ခံပါတယ်နော်နွားချီပေါ့ရင်တော့ပိုးထဲလို့ရတယ်နွားချီပေါ့တယ်ဆို9တင်းလောက်ထိထဲလို့ရတယ်အခုတော့ကျွန်တော်တို့နွားချီကိုကျွန်တော်တို့9တင်းထည့်ထားပါတယ်နွားချီပေါ့နေချက်ဆက်ကူ10ပိတ်တာသို့မဟုတ်10ပိတ်တာပေါ့နော်ထဲလို့ရပါတယ်နော်အနည်းဆုံးတော့10ပိတ်တာထည့်ပေးပါကျွန်တော်တို့ပါတယ်နောက်တစ်ချမ်းကိုကျွန်တော်ကိုကြိုကိုချမ်းကိုလာရောက်နီးပညာမျှဝေပေးခြင်းဖြစ်ပါတယ်ဒီနေ့တရက်ထဲကိုကျွန်တော်တို့မော်ဘီပိန်းနှကိုမှာကျွန်တော်တို့စိုက်ပြီးပြီအခုကကျွန်တော်တို့အော်တိုရာမှာကျွန်တော်တို့လာရောက်စိုက်ပေးနေခြင်းဖြစ်ပါတယ်လာရောက်မှုပညာလာရောက်မျှဝေပေးခြင်းဖြစ်ပါတယ်ကောင်းရုံးမှုစိုက်ကြီးကိုဟုတ်ဒါကတော့ကျွန်တော်တို့မျိုးထုတ်အသေးပေါ့နော်အထုပ်သေး9ထုတ်ကိုကျွန်တော်တို့ခွန်းတပူးနဲ့ပေါ့နော်ခွန်းတပူးနဲ့ရောပေးခြင်းဖြစ်ပါတယ်ဝါရကျွန်တော်တို့ဇက်နဲ့ပဲပြောပြီးပွားတယ်ဒါကတော့ကျွန်တော်တို့ကောက်ရုံးမှုမျိုးပေါ့နော်မျိုးကိုကောက်ရုံးမှုမျိုးအထုပ်သေး9ထုတ်ခွန်းတပူးနဲ့ရောနေခြင်းဖြစ်ပါတယ်ဒါတွေကတော့ကျွန်တော်တို့ဖာတော်ရကျောင်းရဲ့ဘေးကစိုက်ပျိုးရေးကိုစောကိုခြံဖြစ်ပါတယ်သူရဲ့ခြံကိုအခုကျွန်တော်တို့ဒါကောက်ရုံးမှုစိုက်နေခြင်းဖြစ်ပါတယ်ကျွန်တော်တို့နွားချီနဲ့ကောင်းရုံးဖို့စိုက်ခြင်းဖြစ်ပါတယ်အခုကျွန်တော်တို့ဒါစနက်ပေါင်ပေါ့နော်စနက်ပေါင်နွားချီတိတဲ့ပေါ့ဒီမှာဘေးသားမရှိတဲ့အတွက်ကျွန်တော်နွားချီနဲ့တိတဲ့စိုက်ပျိုးနေခြင်းဖြစ်ပါတယ်ပထမဆုံးကျွန်တော်နွားချီကိုအောက်ကနေပြီးတော့ကျွန်တော်တို့9တင်းလောက်အောက်ခံမယ်နွားချီခံပြီးတော့ဂျက်ဆက်ကူ10ပိတ်တာလောက်10ပိတ်တာသို့မဟုတ်10ပိတ်တာလောက်ပေါ့နော်ဂျက်ဆက်ကူကိုရေမိနစ်20နာရီလောက်စိမ့်မယ်ဖြဲပြီးတော့ဒီမှာနွားချီပေါ်နေပြီးတော့ရိုက်ပြီးတော့ကျွန်တော်တို့ဒါမှုမျိုးလိုက်ထဲမှာဖြစ်ပါတယ်ကျွန်တော်ဒါမှုမျိုးလိုက်တယ်အခုကျွန်တော်တို့ဒါစနက်ပေါင်စိုက်ပါတယ်စနက်ပေါင်မြေပေါင်ပေါ့နော်နေရာဒီစနက်ပေါင်စိုက်ပျိုးခြင်းဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့ဒါမနက်ကဂျက်ဆက်ကူရိုက်ထားတာလေးကိုနေ့လေကနေပူပြီးတော့နည်းနည်း6သွားလို့ရေပြန်လောက်ပေးခြင်းဖြစ်ပါတယ်
ကျဆက်ကူလေးရေတက်လေးပြန်ရအောင်လို့ဒီလောက်ပေးခြင်းဖြစ်ပါတယ်ဒါပြီးကျွန်တော်တို့မျိုးထဲတော့မှဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့နှစ်ပေါင်ပြီးသွားပြီနော်နှစ်ပေါင်ပြီးသွားပြီဆိုရင် plastic ကတော့ကျွန်တော်တို့ကဲအုပ်စနစ်သုံးပါတယ်ဒါဆိုသိကြရတယ်နော်ကဲအုပ်စနစ်ကကျွန်တော်တို့ပုံမြင်အတွက်လုံးဝစိတ်ချရတယ်နော်ကဲအုပ်စနစ် plastic ကိုကျွန်တော်တို့ပုံမြင်ဖြတ်ပြီးပါ9ရက်မြောက်တဲ့နေ့မှာပဲကျွန်တော်ဂုံလို့မှာခုကအကုန်လုံးကျွန်တော်တို့ကဂျက်ဆက်ကမှုမျိုးဖြူပဲမှုမျိုးပေါ်ကနေပြီးတော့ဟွာနွားချီပြန်အောင်မယ်နွားချီအုပ်ပြီးရေလောင်းပြီးအားစီလောင်းပြီးဆိုရင်ကျွန်တော်ဒီ plastic အကြည့်ပေါ့နော် plastic အကြည့်ကိုကတ်အောင်မယ်ကတ်အုပ်ပြီးအပေါ်ကနေပြီးတော့နော်ဒီကောက်ရိုးရှင်ကောက်ရိုးပေါ့နော်ကောက်ရိုးကိုပြန်အုပ်ပြီးတော့9ရက်တိတိထားမှာဖြစ်ပါတယ်ဒါတွေကတော့ကျွန်တော်တို့ပြီးသွားတဲ့နှစ်ပေါင်ဖြစ်ပါတယ်အခုဒီမှာကျန်တဲ့ပေါင်တွေကိုကျွန်တော်တို့ဒီခုဒါမှုမျိုးစဖြူတော့မှာဖြစ်ပါတယ်ဟုတ်ခုဂတ်တူပေါ်နေဒီမှာမှုမျိုးပေါ့နော်မှုမျိုးစဖြူခြင်းဖြစ်ပါတယ်ဒါကတော့ဟုတ်ရဖြူလို့ရမို့ပြပြန်လောင်းအောင်ပါပဲပြန်လာအောင်ပါဗျ ရတယ်ဟုတ်သွားလိုက်ပြီးရင်ပေါ်တော့ပြန်လောင်းပါလေရတယ်ဟုတ်ဒါကျွန်တော်မှုမျိုးဖြူနေခြင်းဖြစ်ပါတယ်ဒါကတော့မှုမျိုးဖြူခြင်းဖြစ်ပါတယ်ဒီမှုမျိုးပေါ်ကနေကျွန်တော်တို့ကနွားချီနွားချီတသိန်းခွက်2တင်းလောက်ပေါ့နော်ပြန်အုပ်ပြီးမှဖြစ်ပါတယ်နွားချီတသိန်းခွက်2တင်းဟုတ်ဒါကတော့ကျွန်တော်တို့မှော်ပြီးဖားတော်တော်ကြောင်ပေးရကိုချိုကိုရဲ့စိုက်ပျိုးချံကိုလာပြီးတော့ကောက်ရုံးမှုစိုက်နေမြေပေါင်းစိုက်နေကိုလာရောက်မျှဝေပေးခြင်းဖြစ်ပါတယ်ဟုတ်ဒါကတော့ကျွန်တော်တို့ကောက်ရုံးမှုမျိုးပေါ့နော်ကျွန်တော်တို့green pasture နေထုတ်လုပ်တဲ့ GP မှုမျိုးထုတ်တွေဖြစ်ပါတယ် GP မှုမျိုးထုတ်ကိုကျွန်တော်တို့အထုပ်သေးဆိုရင်5ထုပ်အထုပ်ကြီးဆိုရင်4ထုပ်ခွန်းလူတပူနဲ့ရောပြီးတော့ကျွန်တော်တို့လိုက်ပြီးတော့ gap tube ပေါ်လိုက်ဖြူပေးနေခြင်းဖြစ်ပါတယ်လက်ကိုအရင်မမြောက်နဲ့ဆော့ကတ်ကျွန်တော်တို့ကောက်ရုံးမှုမျိုးထုတ်ပေါ့နော် GPN နေထွက်တဲ့ကောက်ရုံးမှုမျိုးထုတ်အထုပ်အသေးကိုဆိုရင်5ထုပ်ထည့်မယ်အထုပ်ကြီးဆိုရင်4ထုပ်ပဲနော်ဟုတ်ဒါကိုကျွန်တော်တို့အထုပ်ဟို5ထုပ်ကိုကျွန်တော်တို့ဖွဲနုတပူးနဲ့ပေါ့နော်ရောပြီးတော့လိုက်ထည့်ပေးခြင်းဖြစ်ပါတယ်GPN ရောင်းချနေတဲ့ကျွန်တော်ကောက်ရုံးမှုမျိုးထုတ်ဖြစ်ပါတယ်ဒီကောင်ကိုအထုပ်အသေး5ထုပ်နဲ့ဖွဲနုတပူးနဲ့ရောပြီးတော့တိုက်ပြီးထည့်ပေးနေခြင်းဖြစ်ပါတယ်ဒီဒါတော့ကျွန်တော်တို့ဘောင်ကတော့စနက်ဘောင်စိုက်မှာဖြစ်ပါတယ်ပေါင်စနက်ပေါင်ပေါ့နော်ကျွန်တော်တို့ပေါင်စနက်ပေါင်ကိုစိုက်မှာဖြစ်ပါတယ်ဒါမှော်ပြီးအောက်တော်နေရာမှာကျွန်တော်လာရောက်မျှဝေပေးခြင်းဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ကောက်ရုံးမှုပေါ့နော်ကောက်ရုံးမှုမျိုးဖြူပြီးတော့ကျွန်တော်အဲ့ပေါ်နေပြီးတော့ကျွန်တော်လာချီပလေးလိုက်ဥပပေါ့နော်ထူမပါလေးပေါ့ကျွန်တော်တို့စနက်ပေ3ပေတစ်ပေါင်ဆိုရင်တတင်းခွက်2တင်းဆိုရပါတယ်နော်တတင်းခွက်2တင်းနွားချီကတော့ခုနကပြောလို့နွားချီကတော့မြေကြီးမပါတဲ့နွားချီဆိုပိုကောင်းပါတယ်ကျွန်တော်တို့ကောက်ရုံးမှုစိုက်တဲ့ချိန်မှာနွားချီကအရေးကြီးတယ်နော်နွားချီကကျွန်တော်တို့မဆူမချော့ပေါ့နော်နွားချီကတော့ကျွန်တော်တို့မဆူမချော့လေးဆိုကောင်းပါတယ်ဗျအဲ့ဒါပြောလို့နွားချီမှလည်းနွားချီတက်ရမှာပေါ့နော်ဆွေးနေတဲ့နွားချီဆိုကျွန်တော်မှုအတွက်မကောင်းပါဘူးပြီးတော့နောက်ကမြေကြီးပါတဲ့နွားချီဆိုလည်းမကောင်းပါဘူးကျွန်တော်တို့နွားချီကနွားချီစစ်ပေါ့နော်နွားချီစစ်မဆူမချော့လေးဆိုရင်ကျွန်တော်တို့ကောက်ရုံးမှုတမအတွက်အရန်ကောင်းပါတယ်ဆွေးတဲ့နွားချီဆိုရင်လုံးဝမကောင်းပါခုနပြောလို့မြေကြီးပါတဲ့နွားချီဆိုလည်းမကောင်းဘူးနော်ကျွန်တော်ကောက်ရုံးမှု site တဲ့သူတွေနော်နွားချီရွေးတဲ့ချိန်မှာတည်ရန်တော့ဝင်မြပေးခြင်းဖြစ်ပါတယ်နွားချီပေါ့အဆိုကြီးဆိုလဲကျွန်တော်တို့တိုင်းမကြိုက်ဘူးနော်နည်းနည်းအဆိုကိုဖမ်းမှတ်လေးဆိုကောင်းပါတယ်နော်အဆိုမချောက်လေးပေါ့နော်အဲဆိုရင်ကျွန်တော်တို့ကောက်ရုံးမှုတမအတွက်အဆင်ပြေပါတယ်ဟုတ်ကုတာမှုမျိုးပေါ်ကနေကျွန်တော်တို့နွားချီလိုက်ပြီးတော့ဖြူပေးခြင်းဖြစ်ပါတယ်အပေါ်အုပ်ကတော့တတင်းခွက်2တင်းဆိုရင်ရပါတယ်အကုန်လုံးမျိုးအုပ်ယုံတော့ပေါ့နော်မျိုးအုပ်ယုံတော့ဆိုရင်ကျွန်တော်တို့ရပါတယ်ဟုတ်ဒါတော့ကျွန်တော်တို့ဒါကောက်ရုံးမှုမြေပေါ်ဆိုင်ကြီးကိုမျှဝေပေးနေခြင်းဖြစ်ပါတယ်ကျွန်တော်တို့မိုးပေါင်းအတွက်ပေါ့နော်ဒါကျွန်တော်အားစီးဖြစ်ပါတယ်ဒါကတော့စာခဆိုရင်ကျွန်တော်တပေါင်းဆိုရင်ကျွန်တော်တို့ပေါ့နော်ဇွန်းတဝက်လောက်ဆိုရပါတယ်တပေါင်းဆိုဇွန်းတဝက်စာခပေါ့နော်ဒါကျွန်တော်တို့ဒါ4ပေါင်းစာဖြောနေခြင်းဖြစ်ပါတယ်စာခဇွန်းတဝက်ရဲ့ဒါကတော့ကျွန်တော် glucose တော့ကျွန်တော်တို့တပေါင်းကို2ဆွန်းလုံးပေါ့နော် glucose ရှိရင်လည်းကျွန်တော်တို့တင်းလဲရည်လည်းရပါတယ်တင်းလဲရည်ရတယ်ကျွန်တော်တို့တကြားလေးရတယ်ထညက်ရည်လေးရတယ်နော်ဒါဘလူးကိုအစာပေါ့နော်ဒါပေါင်းကိုကျွန်တော်တို့2ဆွန်းလုံးဒါကျွန်တော်တို့မှုအတွက်ပေါ့နော်ကျွန်တော်တို့ဒါကောက်ယူမှု
အားစေးကိုကျွန်တော်တို့တဘာဝနီးနဲ့စိုက်ပျိုးနေခြင်းဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့ကိုကြောကိုနော်ဒီဖာတော်ရကြောင်ဘေးကဥယျာဉ်ချမ်းကိုကြောကိုရဲ့ဥယျာဉ်ချမ်းမှာကျွန်တော်တို့စိုက်ပျိုးနေခြင်းဖြစ်ပါတယ်ကျွန်တော်တို့ကျွန်တော်တို့ကတိဘောအနေမျိုးဖြူတယ်မျိုးဘောအနေပြီးတော့ကျွန်တော်တို့နွားချီပေါ့နော်တစ်တင်းက2တင်းလောက်ကိုကျွန်တော်တို့လိုက်ပြီးတော့မျိုးဘောအနေဖုံးပြီးတယ်ဖုံးပြီးတော့ကျွန်တော်ရေလောင်းမယ်ဘောင်းဒီဘုတ်ကိုကျွန်တော်ရေလောင်းမှာရေကတော့ကျွန်တော်တို့စတဲ့အချိန်မှာနော်ပူတယ်နွေရာသီဖြစ်တဲ့အတွက်ရေကိုများလောင်းရတယ်နော်ဘေးတွေကစနော်ဝတ်ထားတဲ့ဒီလောင်းပြီးလို့ရတယ်နော်ဒီဘေးတွေရောများလောင်းလို့ရတယ်ဒါပြီးတော့ကျွန်တော်တို့ဒါအားစီနော်အဲဆိုကျွန်တော်တို့ဒါအားစီလိုက်လောင်းတယ်ရေလောင်းပြီးဆိုရင်ကျွန်တော်အားစီကတော့ကျွန်တော်တို့ကတဘာဝအတိုင်းစိုက်တဲ့ဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီဘာတော့ကျွန်တော်တို့ကဒီထည့်တယ်ဂလူးကိုစ်တပေါင်းဆိုဂလူးကိုစ်နှစ်စွန်းရယ်ဘာနော်ကျွန်တော်တို့စာခါပေါ့နော်စာခါဇွန်ဝက်လောက်ပေါ့နော်ဇွန်ဝက်မရှိတရှိလောက်ပေါ့နော်စာခါရယ်ကျွန်တော်တို့ရေရေနှစ်ကာလန်ပေါ့နော်နှစ်ကာလန်လောက်နဲ့ကျွန်တော်တို့တပေါင်းစာကိုအဲ့လိုလောင်းပြီးခြင်းဖြစ်ပါတယ်တကာလန်ကွက်နှစ်ကာလန်လောက်ဆိုရပါတော့အားစေးကိုအဲ့တော့ကျွန်တော်တို့ပုံမြင်ဖြတ်ပြီးမှ9ရက်မြောက်တဲ့နေ့မှာကျွန်တော်တို့ဂုံလုပ်ပြီးမှဖြစ်ပါတယ်ဟုတ်ဒါတော့အာစီလောင်းနေတာဖြစ်ပါတယ်အာစီလောင်းပြီးဆိုရင်ကျွန်တော်တို့ plastic အချီကတ်အောင်မယ် plastic ကြီးကတ်အောင်ပြီးဆိုရင်ကျွန်တော်တို့ဘောနေဘောတော့နေတိုင်ရဲ့မထီအောင်ကျွန်တော်မှောက်အောင်လို့ပေါ့ဘောနေကောက်ယူပုတ်ပြီးမှဖြစ်ပါတယ်ဒါကျွန်တော်တို့နေရာသီးမြေပေါင်ဆိုင်နီးလေးကောက်ယူမှုမြေပေါင်ဆိုင်နီးတော့ရှိသေးတဲ့ဖြစ်မျှဝေပေးခြင်းဖြစ်ပါတယ်ကောက်ယူမှုဆိုင်မယ်ဟေးဆိုတော့ကျွန်တော်တို့ကောက်ယူများတော့လိုပါတယ်နော်ဘောလေးအုပ်ဖို့အတွက်နော်ကောက်ယူများလေးရှင်းဖို့အဆင်ပြေပါတယ်စနက်ပေါင်စိုက်ပျိုးနေခြင်းဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဘောနော်ကျွန်တော်တို့အစအနေပြန်ပြောရမယ်ဆိုရင်အောက်ဆုံးကနေနွားချီ9တင်းပေါ့နော်နွားချီ9တင်းခွဲလောက်အဲ့ဘောကနေပြီးတော့ချက်ဆက်ကူ10ပိတ်တာ10ပိတ်တာလောက်ရေ15မိနစ်20လောက်စိမ့်ပြီးဖြဲထည့်မယ်ဖြဲထည့်ပြီးဆိုရင်ကျွန်တော်တို့ချက်ဆက်ကူပေါ်ကနေပြီးမှုမျိုးထည့်မယ်မှုမျိုးပေါ်ကနေနွားချီ1တင်းခွဲ2တင်းခွဲလောက်ကျွန်တော်တို့ထည့်မယ်နွားချီပေါ်ကနေပြီးတော့ကျွန်တော်တို့ရေလောင်းမယ်စစိုက်တဲ့ဖြစ်တဲ့ရေကတော့ကျွန်တော်များလောင်းလို့ရပါတယ်နော်ရေလောင်းပြီးဆိုရင်ကျွန်တော်တို့အားစေးပေါ့နော်အားစေးကတော့ကျွန်တော်တို့ရေနှစ်ကာလန်ကိုဂလူးကိုစ်နှစ်စွန်းရယ်စာခါဇွန်တဝက်မရှိတရှိပေါ့နော်စာခါနည်းနည်းလေးရှော့ပြီးလို့ရပါတယ်နော်စာခါရှော့ပဲနော်ဇွန်တဝက်မရှိတရှိလေးထည့်မယ်ထည့်ပြီးဆိုရင်ကျွန်တော်တို့အားစေးလောင်းမယ်အားစေးလောင်းပြီးဆိုရင်ကျွန်တော်တို့ဒါပလတ်စတစ်စစိုက်တဲ့အချိန်မှာကျွန်တော်တို့ဒါမှုမြင်ခေါ်တော့မှာမှုမြင်ကိုကျွန်တော်မွေးမှာဖြစ်တဲ့အတွက်ကျွန်တော်တို့စိုက်ရက်မှာပါ9ရက်အတွင်းကိုကျွန်တော်တို့ကမှုမြင်မွေးမှာဖြစ်တဲ့အတွက်ပလတ်စတစ်ကိုကတ်အုပ်တာပေါ့နော်ဒါကျွန်တော်တို့အေးတဲ့ချိန်မှာလည်းကောင်းတယ်ကျွန်တော်တို့ဒါလူမိုးဆောင်းမှာမှုမြင်မွေးတဲ့ချိန်မှာဒီလိုကတ်အုပ်မှုမြင်မွေးခြင်းအဖြစ်အရန်ကောင်းတယ်ပေါ့နော်မှုမြင်လုံးဝဒေတာနော်မှုမြင်ခေါ်တဲ့ချိန်မှာဒီ9ရက်အတွင်းပေါ့နော်ပလတ်စတစ်ကိုကတ်အုပ်မယ်လေးလုံးကတ်အုပ်မယ်အုပ်ပြီးဆိုရင်ကျွန်တော်တို့ပလတ်စတစ်ပေါ်ကနေပြီးတော့ကျွန်တော်တို့ကောက်ရိုးလိုက်အုပ်မှာပေါ့နော်ဒီကျွန်တော်မှုမြင်မွေးတဲ့ချိန်မှာကျွန်တော်တို့ကအောက်ဆီဂျင်လေးမလိုဘူးနောက်တစ်ခါဘာလို့ဆိုတော့အလင်းမလိုဘူးနေတိုက်ရထိလို့မရဘူးဒါကြောင့်ကျွန်တော်တို့ဒါဒီဘောနေကောက်ရိုးတွေလိုက်ပြီးတော့တင်မှာဖြစ်ပါတယ်ကောက်ရိုးတွေကိုကျွန်တော်အပေါ်နေလိုက်တင်မယ်ဟုတ်ဒါကတော့ကျွန်တော်GP ကနေပြီးတော့ကျွန်တော်ဒီမှာကောက်ရိုးနေပါပြီဟုတ်ကဲ့ဒီမှာဒါတော့ကုဆိုးဖြစ်ပါတယ်ဒါတော့ကုဆိုးမှာဒီလက်ဒါတစ်ခါမှမဆိုင်ဘူးပေါ့နော်ဒီမှာစပြီးတော့ဘာလို့လေးလာခြင်းနဲ့တို့စိုက်ပျိုးနေခြင်းဖြစ်ပါတယ်ကျွန်တော်ဒီမှာလာပြီးတော့ဗောနော်စိုက်ဖို့စိုက်နီးပညာလာမျှဝေပေးခြင်းဖြစ်ပါတယ်ဒါကတော့ကျွန်တော်ဒါစနက်ပေါ်ဗောနော်ဒီမှာ
စနက်ပေါင်ကိုကျွန်တော်တို့စိုက်ပျိုးနေခြင်းဖြစ်ပါတယ်ကျွန်တော်မြေပေါင်စိုက်နီးလေးကိုပေါ့နော်ဒီမှာကျွန်တော်ရဲ့မိတ်ဆွေကဖိတ်ကြားချက်ရကျွန်တော်ဒီမှာမြေပေါင်စိုက်ပျိုးနီးပေါ့နော်ကောက်ရုံမှုကိုမြေပေါင်စိုက်ပျိုးနီးကိုလာရောက်မျှဝေပေးခြင်းဖြစ်ပါတယ်9ရက်မြောက်တဲ့နေ့မှာလည်းကျွန်တော်တို့မုံမြင်ကိုကျွန်တော်လေပေးရေပေးလုပ်တဲ့ချိန်မှာတခါမျှဝေပေးမှာဖြစ်ပါတယ်ဟုတ်ကျွန်တော်ရဲ့တင်ပေးတဲ့ဗီဒီယိုလေးကိုတဘောကြပြင်ရတစ်ခုရမယ်ဆိုရင်ဝမ်းသာပီတိဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကို like and share ပေးခြင်းအားပေးလို့ရတယ်ကျွန်တော်ဗီဒီယိုတွေမှာအော်ယူမိုစိုင်းနီးငွေနှင်းမိုစိုင်းနီးကျွဲတဲ့မိုပြိုးထုတ်ပြုလုပ်နီးငွေနှင်းမိုပြိုးထုတ်ပြုလုပ်နီးအမျိုးမျိုးကိုဆက်လက်မျှဝေပေးမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုတွေကိုကျွန်တော်ကြိုက်တယ်ဆိုရင် like and share ပေးခြင်းအားပေးလို့ရပါတယ်ဟုတ်ကဲ့အခုတင်ဆက်နေတော့ကျွန်တော် green pasture မှာကျွန်တော်မာတင်ဖြစ်ပါတယ်အော်ယူမိုမျိုးတို့ကိုမှာယူလို့ခြင်းလဲ399333ခွန်လေးကိုဖုန်းနဲ့ဆက်သွယ်ပြီးမှာယူလို့ရပါတယ်ကဲအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲဘိုင်းဘိုင်းကဲဒီနေ့တော့ကျွန်တော်တို့စနက်ပေါင်းစိုက်ပျိုးခြင်းကတော့ပြီးပါပြီဗျာစနက်ပေါင်းစိုက်ပျိုးဒီနေ့တော့ပြီးပြီကျွန်တော်တို့ဒါမော်ဘီဖာတော့ရကြောင်းကဘေးကကုကျော်ကိုတို့ချန်ကိုလာရမျှဝေပေးခြင်းဖြစ်ပါတယ်ဟုတ်မြေပေါင်ကောက်ရုံမှုမြေပေါင်စနစ်စိုက်ပျိုးခြင်းကိုမျှဝေပေးခြင်းဖြစ်ပါတယ်ကဲအားလုံးပဲဘိုင်းဘိုင်းโอเคပါအားလုံးပဲမင်္ဂလာပါဗျာအခုဒါကျွန်တော်တို့ဒီမှာကောင်းရိုးမှုပေါ့နော်မြေပေါင်နဲ့စိုက်ပျိုးနည်းကိုကျွန်တော်တို့ Green Pasture GP လူကကျွန်တော်တို့ရဲ့ဒါ founder ဖြစ်တဲ့ဒါကိုမာတင်ရှီကအကူအညီယူပြီးတော့ကျွန်တော်တို့တင်ပြပြသပေးရအောင်ကျွန်တော်လက်တွေ့လိုက်တယ်လှုပ်ဆောင်နေဖြစ်ပါတယ်ဗျာအဲ့တော့ဒီအသေးစိတ်ကတော့ကိုမာတင်ရဲ့YouTube channel မှာဝင်ရောက်ပြီးတော့ issue လေးလာလို့ရပါတယ်လို့နော်အားလုံးပဲကျေးဇူးတင်ပါတယ်